Okay ဒီ video file လေးကကျွန်တော် Telegram အသုံးပြုတဲ့လူတွေအများဆုံးကြုံရနိုင်တယ်ပေါ့နော်ကျွန်တော်တို့ Telegram ဖွင့်လိုက်ရင်ကျွန်တော်တို့ gallery ထဲမှာပုံလေး video တွေ automatic ဖွင့်တာနဲ့ Telegram ဖွင့်တာနဲ့အဲ့လိုမျိုး download ဆွဲသွားတာမျိုးလေးကြုံရတယ်ပေါ့နော်ဆိုတော့ခုနလေးနဲ့ဖုန်းပတ်လေးပြည့်သွားတဲ့ဟာမျိုးဖြစ်ပြီးကြုံမှုကြပါပါအဲ့လိုမျိုး automatic download မဆွဲအောင်ကျွန်တော် setting မှာဘယ်လိုထားရမလဲဆိုတဲ့အရာလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်တယ်အခုဆိုတော့ကျွန်တော် Telegram ထဲကိုအရင်ဝင်လိုက်ပါပြီးတော့ရင်ကျွန်တော် setting ကိုတွားလိုက်ပါ setting to data and storage နေလိုက်ပါ okay အဲ့မှာပဲနေရာလေးကိုပေးရမလဲဆိုရင်ကျွန်တော်တို့ဒီ automatic media download ဆိုတဲ့နေရာလေးမှာဒီ3ခုကိုပေးလိုက်လို့ရှိရင်ကျွန်တော် automatic အလိုအလျောက်ကျွန်တော်ပုံလေး video တွေ download ဆွဲအရာလေးကကျန်လာတာမှဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်